ဒီပွဲလေးက share တီးလို့ကောင်းတဲ့ပွဲဘာလို့လဲဆိုတော့ enemy မှာ global 1 title ထိရခဲ့ဘူးတဲ့ global 5 moss ကိုနောက်ပြီးတော့သူ့ရဲ့ party ဖြစ်တဲ့ prime မောင်ကောင်းအာလူကက်ပြီးတော့မြန်မာနမတ်ဆိုတာနဲ့သူတို့က trio ဆော့ကြတာပေါ့ဗျာကျွန်တော်ကတော့ဒီပွဲမှာဆိုရင်ကျွန်တော်ရဲ့ညီလေးဖြစ်တဲ့ captain level 8ဆိုရဲမာတစ်ညီလေးနဲ့ကျွန်တော်တို့ဂျူရိုဆော့ကြတာပေါ့ global တွေတီးကြတဲ့ပွဲဆိုတော့ကျွန်တော်တို့ကတာတဲမာကိုဗတဲ့ကတအားဖြစ်နေပြီဗျာဒီမှာဆိုမြန်မာနမတ်ဆိုတာကြုံဝင်သွားကျွန်တော်တို့မာတစ်ကကောက်လိုက်ပြီပေါ့နော်ဒီမှာဆိုရင်ဟိုဘက်ကတန်းပြီး LD တန်းတုံနဲ့ခေါ်ရတယ်ကျွန်တော်အနေနဲ့ဒါ attention seeker လုတ်ပြရဗျာကျွန်တော်လုတ်ပြီးနေတာဒါပဲတက်နိုင်တယ်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ prime time မရောက်သေးဘူးပေါ့နော်ဒီမှာဆိုကျွန်တော်ရဲ့မာတစ်က review လေးဝင်ပေါက်လိုက်တယ် attention လေးယူပေးရကျိုးနှက်သွားတာပေါ့ဗျာဒါဆိုကျွန်တော်တာတဲလေးရလိုက်တယ်ဆိုမစိုးဘူးဗျာပေါ်မှာဆိုမြန်မာနမတ်ဆိုတာကကျွန်တော်နဲ့ဖိနေတဲ့သူ့ရဲ့ trio party ဖြစ်တဲ့ဒီ prime အာလူကက်ကိုခေါ်ပြီးကျွန်တော်တီးတာပေါ့နော်ကျွန်တော်က global number 1ယူနေဆိုတော့ဒီကောင်တွေတီးတယ်ဗျာဆိုရှေ့ပွဲမှာတော့ကျွန်တော်ဒီကောင်တွေကိုလိုက်တီးခဲ့ဘူးတယ်ဗျာကျွန်တော် live ဖုတ်တာပေါ့ဒါပေမဲ့အရေးမကြီးဘူးကျွန်တော်ရဲ့ game target ကကျွန်တော်ရဲ့အဓိကဒီ target မှာဆိုနောက်တစ်ခါထပ် vision ကြည့်တယ်1ရိုက်တယ် maxman ကိုကြည့်တယ်ဒီကောင် maxman ဝင်လာကျွန်တော် maxman ကိုဖုတ်မှာပေါ့နော်ဒါမှ enemy ရဲ့ hero တွေအကုန်လုံးပြန့်နေအောင်ကျွန်တော်လုပ်ပေးရဗျာဒီလိုလုပ်တာ brother တို့အလကားလုံနေရမို့ကျွန်တော်ရှင်းပြမယ်ဒီပါစာကဒီ LDU ဖို့ position ရှားနေရပြီသူ့ရဲ့တန်းကလည်းဟိုဘက်ဘန်ညာကွဲသွားပြီဗျာ hyper ဒီမှာဆိုသွားပြီ hyper လည်းကျွံသွားပြီဒီမှာဆိုရင် goal က LD ရှိရတဲ့ bracket လာပြီးတယ်တအားနောက်ကျသွားပြီဒါကျွန်တော်အကုန်လုံးပြန့်သွားလို့လိုက်တယ်ကျွန်တော်ရဲ့ attention လေးပေါ့နော် game ကတော့တေးတဲ့ကောင်တွေတော့တေးမှာပဲကျွန်တော်တို့တင်ရလုံးဝဒီမှာတာတဲလေးရလိုက်တယ် hero key တဲ့3ကောင်ရဆိုတော်တော်တန်သွားပြီဗျာဒီကောင်လေးရဲ့ range တွေတော့ big ကြမှာဒီကောင်နဲ့ကျွန်တော်ရှင်းရှိတယ်လို့ဖန် spare 3ပေါ့ဒီမှာကျွန်တော်ကို solo ခေါ်ချသွားလှည့်ပြီကျွန်တော်တာဝါလေးပြန်ထွက် ACC တွေပဲနောက်မှာ Jeep ထောက်ထားတယ်ဗျာကျွန်တော်တို့ hero pick ကတကယ်ကောင်းတယ်ဒီမှာဆိုကျွန်တော်တို့ရဲ့ granger လေးက sonata နဲ့ key ကောက်လိုက်အောင်အောက်မှာဆို 2 pick က link ခိုးပြီဗျာဒီကောင်ပြန်ဖို့အချိန်ရတယ်အဲ့ဒါကိုမပြန်ဘူးထပ်ပြီးတာဝါရှိလို့ပြီ link ကထပ်ခိုးခြင်းတယ်ခိုးခြင်းကောင်သွားပြီကျွန်တော် KDA 038เนาะဒါတကောင်ကျွန်တော်2ညရီ3ရက်လောက်ပြည့်တယ်ကျွန်တော်မသိဘူးနောက်မှာ Jeep က1လေးလိုက်တောင်း1လေးလိုက်တောင်းဒီ 2 pick က short ပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က law နဲ့ team fight ချရကျွန်တော်တို့ရဲ့ hyper အပေါ်ရောက်နေတော့ split lane ပို့တာပေါ် lane ကတာဝါမကျိုးသေးလို့ကျွန်တော်တို့အောက်မှာ team fight ချနေကြပြီဗျာနောက်မှာကြုံဝင်သွားရဲဆိုတာကိုကျွန်တော်တို့တီးပေါ့ကျွန်တော်တို့ဒါ၄ယောက်ဆိုင်တာဆိုဗတ်တဲ့ပြောမှအခြေအနေကတိတ်မကောင်းကျွန်တော်တို့ maximum ပါစာနဲ့ short သွားရဲပေါ့နော်ဒီမှာဆိုရင် prime မောင်ကောင်းလာ prime မောင်ကောင်း van ချက်ဖွင့်ပြီးဖြစ်စေခဲ့တဲ့ကောင်လေးပြန်ပတ်တယ်အထာနတ်တယ်ဗျာ game က ACC ပဲဗတ်တယ်လေးပြီးတော့ကျွန်တော် AC လေးပတ်နေအောင်ဒီ2 ဘက်ကမင်းနာ global 1 ယူနေတော့ share တီးနေအောင်ကျွန်တော် AC ပဲမေပုံကြည့်နေနောက်မှာ kufa လေးက1လေးထောက်နေတယ်ရှေ့မှာဆိုရင်ဗျာမာတစ်ကမြင်လာနောက်ကနေပတ်ဝင်လာဒါ1 2 3 3ကျွန်တော် physical ချက်ရမယ်ကောင်2လေးတစ်ချက် stand တယ်ဘလောက်ပဲ stand တယ်ကျွန်တော်ကဒီဘက်ထဲမှာသေးရမှာဒါပေမဲ့ကျွန်တော်တို့ရဲ့မာတစ်က key ကောက်လိုက်အောင်ပဲဗျာပြီးရင်ကျွန်တော်မာတစ်က easy physical recall ပြအောင်ကျွန်တော်ညီတယ်နည်းနည်းဖင်ကောင်းက star တယ်မှာ key ထက် key ထက်ကောက်ဒီနေ့မှာသူ့အနေနဲ့ recall မပြရချက်ချင်းလိုက်တယ်ဆိုရင်ဒီမေးက short တယ်ဗျာဒါပေမဲ့ဒီကောင် recall ပြရတဲ့အကျိုးကျေးဇူးတော့ဟိုဘက်ကဆိုရာမြန်မာဘက်က back ချက်ချင်းပြန်ပြီးတော့ကျွန်တော်2ယောက်လုံးပြန်ပေးလိုက်ရတယ်ပေါ့နော်ဒါဖင်ကောင်း star လိုက်တဲ့အကျိုးကျေးဇူးပေါ့ဒီမှာကိစ္စမရှိဘူး game ကတားနေကြော ACC ပဲဗျာဒီမှာဆိုကျွန်တော်တို့ low နဲ့ထပ်တယ်ပေါ့ pressure ထပ်ပေးတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်ဂျားထဲမှာဝင်ပြီး damage ခံမှာဒီ YouTube ပြစ်တာအကုန်လုံးကျွန်တော်ခံရမယ်ပေါ့နော် YouTube ကကျွန်တော်နောက်ကနေပြစ်နေတယ်ကျွန်တော်နောက်လေးဖြည်းဖြည်းပြန်ဆုပ်ဒီမှာဘာဖြစ်လဲ prime ကောင်ကစိတ်မရှိပဲတစ်ချက်ထပ်ဝင်လာတာ van channel ပေါ့နော်သူ damage ပြတ်မှထင်တာကျွန်တော်မာတောင်းတယ်ဗျာဒီမှာ YouTube ကကျွန်တော်ကိုပြင်းနေတူတူကရောက်သွားပြီဗျာကျွန်တော် sonata နဲ့လန့်ပြီးတော့ YouTube ကအိမ်ပြန် regen နေပြီပေါ့နော်ဒါကြောင့်ကြံနေခဲ့တဲ့ကောင်ကမေ့ရတန့်ရပဲကြံနေခဲ့ဆိုကျွန်တော်ကဒီမှာကောင်ကိုရလိုက်ပြီဗျာကျွန်တော်အနေနဲ့လိမ့်ရရင်ပြန်တော့မှာဒါပေမဲ့ကျွန်တော်တို့တင်းရတယ်မဘတ်ချင်သေးဘူးထပ်တီးချင်သေးတယ်ဆိုတော့စိတ်ဆန္ဒလေးရှိတော့ကျွန်တော်တို့ကလည်းဒီမှာဗတဲထဲမှာဝေးလိုက်ကြောင်းပဲဝင်လို့မရတော့ဘူးကြာသွေးရတစ်စက်လောက်ပဲရှိတော့တာအကုန်လုံးကဝင်ချတော့ကျွန်တော်လည်းမှာပါစာ AD မိပြီး short တန်လဲ short ကျွန်တော် maximum နဲ့ထက် short ဒါ can back ဗျာဒီလိုမျိုးရမလုပ်တင်ဘူးဒါ shutdown key တွေပေးရဒါပေမဲ့ကိစ္စတော့မရှိဘူးနော်မကား2လမ်းနီးပါးရသွားတာပေါ့နော်ဒီကောင်နေနဲ့ကျွန်တော်တို့3ယောက်ဝိုင်းကြည့်ပြီးဆန်နောက်ကိုတိတ်ခါနေထိပြီးပြန်ပတ်သွားရပါတော့။ဘာလို့လဲဒီကောင်နေကျွန်တော်တို့လုံရင်သိမယ်ဆိုတာသိတယ်ဒီကောင်နေအကုန်လုံးရှော့မှာဗျာ။ချက်ချင်းပြန်ပတ်သွားတော့ဒီကောင်နေအထာနဲ့တယ်ပေါ့နော် global PPP တက်တာပဲပတ်သွားတော့ကျွန်တော်တို့ကလည်းချက်ချင်းပြန်ပတ်ပေါ့နော်လောလို့ဖို့တိုင်မင်းလေးစောင့်နေချိန်မှာဘာဖြစ်လဲဆိုတော့ဒီ2 bit ကကျွန်တော်တို့ရဲ့မှာ level ကိုဝင်ကြိတ်တာပေါ့နော်ကျွန်တော်မားတစ်ကိုကျွန်တော်မားတစ်က epic out လေးချက်ပြလိုက်တယ်။ဒီမှာ backup page နဲ့ prime မောင်ကောင်းရတယ်ဒါ range ကဝေးသွားပြီဗျာ။ဒါသူတို့အနေနဲ့ဟိုဘက်ဒီဘက်ဖြစ်သွားပြီပေါ့နော်ဖတ်တဲ့ကအဲ့ဒါကိုပါစာ edit တော့ကျွန်တော်တို့ကူဖာလဲလန့်ထောက်လိုက်တာ1 2တယ်ကျွန်တော် physical ရိုက်ဒါသူဒီပါစာလဲ short ပြီနောက်မှာကြံနေခဲ့တာဆိုရာဗျာအာလူကဘတ်သွားပြီဒါလဲဆိုရာလဲကျွန်တော်တို့မေကိုဝင်ကြိတ်တာပေါ့နော်ဒါကျွန်တော်ဆိုရာကိုတီးလိုက်ပြီဗျာဒီဆိုရာပြောမှဆိုဒီ sonata နဲ့ဆိုကျွန်တော်ဒီ maxman နဲ့ဆိုရာကိုလှုပ်ပေးလိုက်ကျွန်တော်အနေနဲ့အလဲကိုသွားပြီး pressure ပေးပြီပေါ့နော်ဒါ game က AC ဖြစ်သွားပြီအဓိက6-3ကောင် short သွားပြီဗျာသူတို့အနေနဲ့ high ground defense နဲ့ဆိုရင်နိုင်ကြီးရှိတယ်ဒါပေမဲ့ဒီကောင်တွေရှေ့ကိုတက်ချက်လိုက်တဲ့အကျိုးကျေးဇူးကအမှားကြီးဖြစ်သွားပြီးနှစ်ကောင်လည်းကြံနေခဲ့ပြီပေါ့နော်ကျွန်တော်အနေနဲ့ tower damage ခံနေ1လဲ physical ရိုက် kufa လဲ boxing ball ဆိုဒီအာလူကဘာမှလုပ်လို့မရဘူး physical ရိုက်ဆိုဒီအာလူကပျောက်သွားပြီပေါ့နော်နောက်မှလည်းဒီမေတန်တယောက်တည်းကြံခဲ့ရဆိုတော့ game လေးက AC victory ဖြစ်သွားပြီဗျာglobal ချင်းတူတူပဲဘာကွာသွားလို့မင်းကျွန်တော်အသက်အရွယ်နဲ့ဝါကွာသွားရပြီဘာလို့ဒီကောင်လေးကစိတ်မထိန်နိုင်ဘူးဗျာဒီကောင်လေးရဲ့အသက်က16လောက်ပဲရှိတယ်တခုခုဆိုရင်လုံမယ်ဖျဲမယ်ကြိတ်မယ်ဆိုတော့ဒေါသစိတ်တွေများတယ်ဗျာကျွန်တော်တို့ ACC ပဲ clear thinking ပဲပေါ့နော်ဒီကောင်လေးငါလှုပ်တယ်ဆိုငါတင်းကဘယ်လိုလေး backup ပေးရလူရှိလဲဘယ်သူတွေကငါ့ကိုလာပြီးကူညီပေးမလဲဆိုစိတ်ကလေးကျွန်တော်က AC ကြည့်ပြီးဆော့တာပေါ့ဗျာကျွန်တော်ဗီဒီယိုကြည့်ပြီးကျွန်တော်အားပေးခဲ့တဲ့ brother ကိုအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော် game play ရကိုလည်းသဘောကျရင် follow တစ်ချက်လောက်နှိပ်ပေးကြအောင် brother တို့ရေ